ကဘာတွေပြတ်တာလဲတကဘာပြီးတကဘာများလာပေါ့ကင်ကာဝါလူတဲစုမကပွင့်တော်မူတဲ့ဖျားအဆူဆူနဲ့လဲလွဲခဲ့ပေါ့မြမဘဝရခဲ့တာလဲမနှဲပါဘူးနတ်ပြည်6ထပ်တထပ်ပြီးတထပ်ရောက်ခဲ့ရတဲ့နတ်သားနတ်သမင်းဘဝလဲအကျဉ်းချင်းပါပဲတကြမ်းမင်းဘဝရခဲ့တာလဲမနှဲတော့ပါဘူးလူဘဝကတော့ပြောစရာတုံးလို့မဲမထင်ပါဘူးယောက်ျားဖြစ်လိုက်မိန်းမဖြစ်လိုက်သားဖြစ်လိုက်သမီးဖြစ်လိုက်အဖိုးဖြစ်လိုက်အဖွားဖြစ်လိုက်အဖိုးကသားသားကအဖိုးအမေကသမီးသမီးကအမေဟိုးစုံနေအောင်ပါပဲအားလုံးဟာဆွေမျိုးတွေကြီးပါပဲမတော်ဖူးတာမရဖူးတာမဖြစ်ဖူးတာဘာတစ်ခုမှမရှိပါဘူးဘဝတွေဝေးသွားကြလို့တာတထေးလဲပိုင်ဆိုင်မှုအမျိုးမျိုးနဲ့အယုံမျိုးစုံပါပဲရခဲ့ကြတာပေါ့စင်းရဲတဲ့ဘဝလည်းအမျိုးမျိုးပေါ့တဒေါင်းစားဘဝလည်းအကျဉ်းချင်းပေါ့တဒေါင်းစားဘဝထက်ဆိုးတဲ့ဘဝတွေလည်းအကျဉ်းချင်းပေါ့ရခဲ့ကြတာပဲပညာရှိလားအသိပညာအသက်ပညာအမျိုးမျိုးတတ်အမျိုးမျိုးသိကျွမ်းကျင်လိမ့်မှာပေါ့ဘဝအမျိုးမျိုးပါပဲပညာမဲ့လားလူရိုင်းတွေဘဝလောက်ပညာမဲ့တာတော့ရှိမယ်မထင်ပါဘူးအနေစင်းရဲအစားစင်းရဲပါဗျာတာငါစားမရှိမရအငတ်နေပေါ့အငတ်နေရတဲ့နေ့ရက်တွေလည်းမနှဲလာပါဘူးအဖိုးအတွက်အဖွားအတွက်အဖေအတွက်သားသမီးအတွက်မြေးအတွက်ဆွေမျိုးအတွက်မိတ်ဆွေအတွက်တွေနဲ့ငိုခက်ကြက်ခဲ့ရတဲ့မျက်ရည်တွေလည်းသမုဒ္ဒရာရေမကများခဲ့လာပါပြီလွမ်းလိုက်ဆွေးလိုက်ရီလိုက်ပြုံးလိုက်ငိုလိုက်မဲ့လိုက်ရွယ်လိုက်ဆောင်းလိုက်တန်တရားရှိခဲ့ပါပေါ့တရိษံဘဝတွေကလည်းအမျိုးအစားအမျိုးမျိုးအကြီးအသေးအမျိုးမျိုးအယောင်အသွေးအစုံစုံပါပဲကြီးနိုင်ငယ်ငင်းသူ့အသားကိုစားကိုအသားသူစားပေါ့ဖြစ်ခဲ့ကြပြီးပြီရခဲ့ကြပြီးပြီအယိုးတွေသာစုထားမယ်ဆိုရင်မိမို့တုံအလုံးပေါင်းမနှဲလာပါဘူးအပယ်လေးပုံကကိုယ့်ရဲ့နေအိမ်ပါပဲဘဝတွေတော်လောက်ပါပြီဒီလောက်ဆိုတော်လောက်ပါပြီရုပ်ဝတ္ထုတိုးတက်တဲ့ခေတ်တွေလည်းအနန္တမြင်ခဲ့ပါပြီနန်စိတ်ဆန်းအင်တိုးတက်တဲ့ခေတ်တွေလည်းအနန္တမြင်ခဲ့ပါပြီပျော်ခဲ့မော်ခဲ့ပါပြီတတန်အနေနဲ့ဆိုလဲ10နှစ်တန်းအတင်ချေရတန်းနေခဲ့ပါပြီမြင်ခဲ့ပြီးပါပြီဒီဘဝဒီမြတ်တာပါပဲတော်လောက်ပါပြီမြင်ဖူးပြီးသားတွေကြားဖူးပြီးသားတွေစားဖူးပြီးသားတွေတွေ့ဖူးပြီးသားတွေခံစားဖူးပြီးသားတွေကြီးပါပဲမမြင်ဖူးမတွေ့ဖူးမခံစားဖူးပြီးသားရဲ့လို့မရှိတော့ပါဘူးစက်မမိုက်ချင်စမ်းပါနဲ့ဒီဘဝဒီမြတ်တာတော်လောက်ပါပြီဒီသာသနာဒီဆရာတွေနဲ့နိဗ္ဗာန်ကိုသာအရောက်လန်းနိုင်ကြပါစေ